ဒီသမင်းဆိုင်နေမှာလို့ငရဲဟင်းကိုမဆလာမှုမွေးလေးနဲ့ချက်စားပါတယ်။ငါးဟင်းလေးကိုအရောင်လှလေးဖြစ်ဖို့အတွက်ဆိုလို့ရှိရင်စနွင်းရလဲကောင်းနေမှာ။ကျမကတော့ဦးတင်မောင်ရဲ့ဆန်လွတ်စနွင်းမုံလေးကိုတုံးထားပါတယ်။ဒီဦးတင်မောင်စနွင်းကကြောက်စဲစနွင်းစစ်ဖြစ်ပြီးတော့ FDA ရပြီးသားလည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ယုံကြည်စိတ်ချစွာနဲ့တုံးနိုင်ပါတယ်။ရောနှောကင်းတဲ့ဆန်လွတ်စနွင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့မိမိတဲ့များလဲတောက်တုံးနိုင်ပါတယ်။ကဲဟင်းလေးချက်ဖို့အတွက်ဆိုလို့ရှိရင်တော့ချက်သွန်ဖြူလေးကိုစီတက်ပါတယ်။ချင်းထည့်တယ်ဆိုတာဒီလိုနေရာမျိုးမှထည့်ရတာ။နှစ်များများလေးဖြစ်ဖို့အတွက်ကိုချက်သွန်နီလေးလည်းများထည့်လိုက်ပါတယ်။ချက်သွန်နီလေးတွေနွမ်းလာပြီဆိုလို့ရှိရင်တော့စီတက်ရွက်လို့ခေါ်တဲ့ပြင်းတော့သိမ်းရွက်လေးကိုထည့်လိုက်ပါတယ်။ဟင်းရောင်လေးလှဖို့အတွက်ကိုစီတက်တဲ့တွေကိုစနွေးလေးလည်းထည့်လိုက်ပါတယ်။ပြီးတော့ငြုပ်သီးစိမ့်မုံလေးထည့်ပြီးတော့စီတက်ပါတယ်။ငြုပ်သီးအစိမ့်နဲ့ပျောက်သွားပြီဆိုလို့ရှိရင်တော့ရတာနဲ့ထားတဲ့ငါးလေးတွေထည့်လိုက်ပါတယ်။ရေလေးနည်းငယ်ထည့်ပြီးတော့ဖုံးပြီးတော့ခဏတည်ထားလိုက်ပါတယ်။ခဏနေတဲ့အခါမှာတော့ငါးလေးတွေကိုတစ်ဖက်လှန်လိုက်ပါတယ်ပြီးတော့မှအနှံလေးမွေးအောင်လို့မဆလာလေးထည့်လိုက်ပါတယ်ဒီနဲ့တုတ်တာမဆလာဆိုလို့ရှိရင်ငါးဟင်းအတွက်ပဲဖြစ်ဖြစ်အသားဟင်းအတွက်ပဲဖြစ်ဖြစ်ပဲကလိုင်းပဲဖြစ်ဖြစ်ဒါဘက်စုံသုံးလို့ရတဲ့မဆလာလေးဖြစ်ပါတယ်အခါသုံးထုံလေးလေးလာဟဲ့အတွက်ကြောင့်မို့လို့မသုံးမှုတဲ့လူတွေစမ်းသုံးကြည့်တင်တယ်နော်ပြီးရင်တော့သူ့မှသူ့ပဲဖြစ်သွားမယ်ငါးတုံးကြည့်ရဲ့အတွက်ကြောင့်မို့လို့အတွင်းနဲ့ထိချက်ဖို့အတွက်ကိုကျွန်မရင်းနှွေးလေးထည့်ပြီးတော့ဆက်တင်လိုက်ပါတယ်ငါးချက်လောက်ပြီးဆိုတဲ့အချိန်မှာတော့မကြီးရည်လေးထည့်ပါတယ်ရတာအတွက်ကိုငံပြားရည်စားငါးမှုန့်ခတ်ပါတယ်ရတာပေါ့ငံငါကိုလိုချင်တဲ့နေထားလောက်ဖြစ်ပြီဆိုလို့ရှိရင်တော့နောက်ဆုံးမှမဆလာထပ်ပြီးတော့အုပ်လိုက်ပါတယ်ဟင်းကိုချကန်ဒီမှာအနံလေးမွေးအောင်လို့ငြူသီးစိမ့်လေးပါထပ်ပြီးတော့အုပ်လိုက်ပါတယ်ငါဆိုချက်လို့ရှိရင်ညှီလို့မစားချင်ဘူးဆိုတဲ့လူတွေကိုဒီလိုလေးသာချက်ကျွေးလိုက်ငါတုတ်တာအစွမ်းနဲ့ဟင်းတူအိုးလုံးကုန်တဲ့အထိညှီနဲ့ဆိုတာဘာမှန်းတော့သိလိုက်မှာမဟုတ်ဘူးကဲစားကောင်းကြပါစေရှင်